24ရက်12လ2025ညနေအတွက်ကြိုက်မိတာတွေပေါ့ကြိုက်တူရင်တော့သူကလိုက်လို့ရပါတယ်ဘရိတ်ကိုအရင်တွေ့လိုက်တာပေါ့ဆိုတော့ဒီသုံးလုံးပေါင်း38ဘရိတ်အဲ့လိုပဲဒီသုံးလုံးပေါင်း38ဘရိတ်နောက်တစ်ခါဒီသုံးလုံးပေါင်းဒီညနေအတွက်ဆိုလို့ရှိရင်6ဘရိတ်ခင်းတယ်လို့သူကတွေ့တယ်နောက်တစ်ချက်ကသူကအဲ့6ဘရိတ်ကိုဆိုတော့ထပ်ပြီးအားဖြည့်ပေးတာကဒီသုံးလုံးပေါင်း38ဘရိတ်ပဲတစ်ချက်ဒီမှာဒီသုံးလုံးပေါင်း38ဘရိတ်ဒီသုံးလုံးပေါင်း38ဘရိတ်နဲ့86ဆိုပြီးကြားတယ်နောက်ကထပ်ပြီးတော့ယူကြမယ်ဆိုလို့ရှိရင်ဒီသုံးလုံးပေါင်း6ဘရိတ်ဒီသုံးလုံးပေါင်းရင်လည်းသူက6ဘရိတ်ဆိုပြီးတော့6ဘရိတ်နှစ်ချက်တွေ့တဲ့အတွက်ကြောင့်ဒီညနေကတော့6ဘရိတ်ကိုအမှားယူပြီးတော့ကြိုက်တယ်ပေါ့အဲ့ဒီ6ဘရိတ်မှာသူက38ဘရိတ်38ဘရိတ်6ဘရိတ်နောက်တစ်ခါဒီမှာတော့ဒီအပေါ်မှာအပင်မှာတော့မပေးခဲ့ဘူးဒီကနေစပေးတယ်38ဘရိတ်နောက်တစ်ချက်6ဘရိတ်နှစ်ထပ်ဖြစ်တဲ့အတွက်ကြောင့်ဒီညနေကတော့6ဘရိတ်တော်တော်ကြိုက်ပါတယ်အဲ့ဒီ6ဘရိတ်မှာသူကနောက်ထိပ်စီးအနေနဲ့ဆိုလို့ရှိရင်ဒီသုံးလုံးပေါင်း3နောက်တစ်ခါဒီသုံးလုံးပေါင်း8ဒီမှာတော့38ကဲလို့ပြီးသွားပြီအဲ38ပြီးသွားလို့ရှိရင်နောက်သူ့အတိုင်း3နဲ့ပဲခြေ8နဲ့ပဲခြေနှလုံးပေါင်း4ရှိတဲ့အတွက်ကြောင့်3ဖြစ်အောင်မှာဆို6ထိပ်8ဖြစ်အောင်ဆိုလို့ရှိရင်4ထိပ်ဆိုပြီး4ထိပ်စီးနဲ့တွေ့ထားပါတယ်အဲဒီတော့အကွက်စီကြမယ်ဆိုအကွက်ဖြစ်မယ်ဆိုရင်6ထိပ်ကို6ဘရိတ်နဲ့ဆို90 4ထိပ်ကို6ဘရိတ်နဲ့ဆို45ဒီနှစ်ကွက်ရှိတယ်အဲ့မှာကျွန်တော်ဖော်မြူလာတွေတစ်ချက်ပြန်ကြည့်ကြမယ်ဆိုလို့ရှိရင်ဖော်မြူလာရဲ့ဆရာလေးပင်ညင်းရဲ့မူတွေအရဆိုလို့ရှိရင်ထိပ်ပါဝါကျပြီးလို့ရှိရင်သူကညီကိုနှစ်ရက်အတွင်းမှာညီကိုကျပြရမယ်ဆိုတဲ့မူရှိတယ်ဒီမှာ38ထိပ်ပါဝါပါဝါကျထားတဲ့အတွက်ကြောင့်ဒီနှစ်ရက်အတွင်းမှာညီကိုလာမယ်ဆိုတော့95 40တစ်ချက်နောက်တစ်ခါအပိတ်ညီကိုဖြစ်သွားတဲ့အခါအပိတ်ချင်းညီကိုဖြစ်သွားတဲ့အခါ6ပိုင်တစ်လုံးနှစ်ရက်အတွင်းမှာလာတတ်သည်သူကအပိတ်ညီကိုဖြစ်သွားတဲ့အခါ6ပိုင်တစ်လုံးနှစ်ရက်အတွင်းမှာလာတဲ့ဆိုတော့90 45ဒီနှစ်ကွက်ထဲမှာ90ဆိုတော့ကနန်းအောင်ပူတော်မှကြိုက်ပါသေးတယ်နောက်တစ်ချက်ကညနေပိုင်းခွန်ပိတ်ကြဝင်စားဆရာလေးပင်ညင်းရမူလေးပါညနေပိုင်းခွန်ပိတ်ကြပြီးသွားလို့ရှိရင်သူက9-3ညအပိတ်နဲ့လာမယ်ဆိုတဲ့အတွက်ကြောင့်ဒီညနေမှာ90နောက်တစ်ခုကသူကနေကုန်းအကီးအနေနဲ့ကျွန်တော်အမြဲသုံးနေတဲ့ကီးတစ်ခုရှိတယ်ဘာလို့ဆိုတော့သူကနေကုန်းကီးကနေကုန်းကီးက358ဆိုတာကီးရှိတယ်အဲ့ဒီမှာ90 45အဲ့ဒီတော့90ကတော့ပထမကြိုက်တယ်ဒီကီးနဲ့ဆိုလို့ရှိရင်45ဆိုတဲ့တစ်ခွက်ကြံသေးတယ်အဲ့ဒီနှစ်ခွက်ကိုတော့ဒီညနေမှာကြိုက်ပါတယ်